င်လယ်ကိုဖွင့်ကြည့်ခြင်းဆုံးအနေတဲ့အတန်တစ်ခုရောက်လာတဲ့အခါပင်လယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလှိုင်းတက်ခန်းကြီးဖြစ်သွားတယ်ရေပွဲတစ်ကောင်ကိုခင်းကျင်သည့်အနှစ်များများနဲ့ချက်ထားတဲ့နေဝင်ချိန်နဲ့လက်တစ်ဖက်ကခီးဥခွန်တွေကောက်ပြီးကြံတစ်ဖက်ကကျင်ငါးတွေကောက်ယူပြစ်မယ်လို့လေစိတ်ကူးရင်မလာခဲ့ဘူးရက်ကြည့်နေရင်ဒီညင်းကဒူးမာတွေကိုတဲဆောင်လာပြီးကြောက်ဆောင်နေဖြစ်ထားရစ်ခဲ့တယ်လို့အိမ်မက်တယ်ဘာတစ်ခုမှဆုံးရှုံးစရာမရှိတဲ့လူတွေဟာဘဝမှာအတန်မာဆုံးပဲတဲ့အဲ့ဒီအော်တန်ကိုအိတ်တန်းပြန်တဲ့ငှက်တွေကပြီးခဲ့ဇက်ဝင်ခန်းတစ်ခုထဲမှာ cheese burger နဲ့ပင်လေကိုတွဲဆက်ရိုက်ပြသွားလို့ရေနဲ့နဲ့ထဲထိသွားကြည့်တဲ့အခါအပေါ်ပိုင်းကပူနွေးပြီးအောက်ခြေတစ်ဝိုက်မှာတော့အေးမြနေခဲ့အထီးကျန်မှုကိုခုန်တက်လာတဲ့ပဇွန်စိတ်တွေဖြစ်တွေ့ရတတ်တယ်မပျော်ရွှင်မှုကိုတောပန်းလေးတွေနဲ့အတူပင်လယ်မှာစိုက်ထားတာဝမ်းနည်းစရာပါမိုးတန်နဲ့လှိုင်းတန်ကိုခွဲခြားတတ်ဖို့အာယူထားရတဲ့နေတွေမှာတစုံတစ်ယောက်ကိုစောင့်ဆိုင်ခြင်းကတစုံတူရဲ့အတန်ကိုတေချာဖမ်းယူနားဆင်နိုင်ဖို့လားကာလာတရားရဲ့ရေမုံရေမွားတွေအောက်မှာပင်လေဗမခန်းဆိုတာကစားနည်းတစ်ခုဒါမှမဟုတ်တကယ်ဘဝရဲ့ရက်ဆက်တဲ့ဒရာမာပဲဆိုပါတော့ဝီရလိုင်းအော်တိုဘာ2025